ပုတ်စားရမှာဆရာဘေးဝါထိုင်တော့ဆရာပြောတယ်ဟျောင်းနဲ့ဂန်းနီးတဲ့ဝတ်တခေါင်ငှက်တခေါင်တူမထိုင်မှုဆိုတာမင်းမသိဘူးလားတဲ့ကျွန်တော်သာဆိုရင်ဟော့ပါ personality ပြန်ပြောမှာပေါ့ခင်ဗျဘာစကားပြောပါလဲချက်ချင်းကြောင်းထုတ်ခံရပြီဂန်းနီအေးစေးပဲဟုတ်ကဲ့ပါဆရာတဲ့စိတ်မဆုံးဒါဆိုရင်တဲ့ကျွန်တော်ငှက်ကလေးပြန်သွားပါပြီဆရာတော်မင်းတွေ့မယ်ခန်းနဲ့ရောက်တော့ဆရာကဖျောင်းနေတဲ့လမ်းပေါ်မှာတဲ့ငွေထုတ်နဲ့ပညာထုတ်တွေ့မင်းတို့ဘာထုတ်ကောက်မလဲတဲ့လူတိုင်းကဆရာမေးတော့ပညာလို့ဖြေရတာပေါ့ဂန်နီကရွက်ပြီးတော့ကျွန်တော်ငွေထုတ်ကောက်မယ်တဲ့ဆရာကွင်းနဲ့ဝင်လာပြီဖျောင်းနေမင်းတော်ပတ်စံမှတ်လာဆရာဆိုရင်ဘာကောက်မလဲငါဆိုတဲ့ပညာထုတ်ကောက်မှာပေါ့ဟုတ်ပါတယ်ဆရာတဲ့လောကမှာလူတွေကကိုယ်မှမရှိတဲ့အရာတွေကိုမမောလေးရှိကြပါတယ် personality ပေါ့ကျွန်တော်တို့တွေ့ရတာပေါ့နော်သူငယ်ငယ်ကလေးနဲ့ပါတယ်ကျွန်တော်တို့နောက်ဆုံးမရတော့ဆရာအဆောင်ပုတ်မှာတမတ်မှမပေးဘူးသူ့ကိုအယူဆိုပြီးဝိုင်းပေးလိုက်တယ်ဂန်ဒီလုံးဝစိတ်မဆိုးဘူးတဲ့သွားပေးပြီးတော့ဆရာတဲ့ကျွန်တော်စားရမှာတဲ့အမှတ်မချရသေးဘူးတဲ့ဆရာတဲ့လက်မှတ်ပဲထိုးရသေးတယ်ဆိုတော့ကျွန်တော်တို့ရဲ့ personality နဲ့ကိုက်ရလားလို့လူကြီးမင်းလုပ်တဲ့အလုပ်ကအဲ့ဒါရေးကြည့်ပါတယ်နော်ကျွန်တော်တို့ personality ကဟော့ဆိုတော့ဥပမာအောင်မြင်ဟောပြောပွဲမှာကိုတို့ personality ဆရာကြီးကပြောတယ်ပေါ့နော်လောကမှာတဲ့အေးစင်းနေရမယ်လူတွေကိုသိခံရမယ်ဒါမှန်တယ်လူတွေကိုသိခံရမယ်ဆိုတာအတိုင်းအတာတစ်ခုကြီးမှန်တယ်ဒါပေမဲ့ကိုယ့်ရဲ့ personality ကအမြဲတမ်းအဲ့ဒါကိုအသက်မလုပ်ပေးနိုင်ဘူးတဲ့အဲ့ဒါဆိုတဲ့ကိုအပြစ်မတင်နဲ့အသက်ကိုပုံစံကိုလက်ခံရမယ်လောကမှာသူများပြောလို့အောင်မြင်နေဆိုတာမရှိဘူးတဲ့